ဘာလို့လဲလေဗီဒီယိုရိုက်မယ်လေ ကလေးတွေလိုပဲငယ်ငယ်တော့မစော့ဘူးဒါလေးတွေစော့နေတာလေသူတို့တွေရဲ့ဒါလေးတွေစော့လို့ကောင်းတယ်ဒါလေးတွေကို2မျိုးရှိတယ်အာယုံမန်ပုံနဲ့ဒီ Spider-Man ပုံနဲ့2မျိုးရှိတယ်ဒါလေးတွေကလည်းဒီလက်လီလက်ကရရတယ်နော် ATM machine လေးတွေပါဘာလေးတွေပါမလဲပေါ့ဒီမှာပတ်စံထည့်တယ်သူကတော့ sting ရုပ်ကလေးတွေသူအပြင်ကိုဒီမှာ my melody လဲပါတယ်เนาะဒါဆိုပိတ်သွားပြီဒီမှာဒီကောင်လေးတွေကိုထည့်လိုက်မယ်ပတ်စံစုလို့ရပါတယ်ကလေးလေးတွေသူကဲလာဘူးရုပ်လေးတွေလည်းရှိတယ်เนาะသူကတော့နည်းနည်းပို့ပြီးတော့ထူဆန်နဲ့အန်ဝက်လေးနဲ့တူတူပါပဲကဲ surprise ဆိုပြီးပြောတဲ့လူတွေအတွက် surprise เนาะ surprise အခါ20ဖြစ်မှာဘာလေးတွေပါလဲတော့ကိုကြီးလည်းမသိเนาะဒါလေးတွေလက်လီလက်ကားရတယ်เนาะဒီမှာကဲအရင်ဆုံးဖောက်ကြည့်လိုက်မယ်အေးဒီမှာလှတယ်ဒီမှာဟောရုပ်ကလေးတွေเนาะဒါ surprise ပါဒီထဲမှာသူအတွက်အားလေးတွေပါအောင်မလဲလို့ကျွန်တော်တို့ထောက်ပြပါမယ်။ဟုတ်ဗျာ။ဒါလေးလည်းတော့ကိုလည်းမသိဘူး။ဒါလေးတွေလည်းလက်လီလက်ကရတယ်နော်။ surprise အခါနဲ့တော့နောက်ဆုံးတစ်ခုအလှပြင်ပစ္စည်းလေးတွေဒါအလှပြင်မှုမိမိလေးတွေအတွက် bling bling လေးတွေပါတယ်ဒါနှကန်းဒီစိုးတဲ့ဟာတွေပါတယ်ညနာချဲတဲ့ဟာတွေပါတယ်ဒါတွေအကုန်လုံးကိုဒီလိုမျိုးလေးလဲတည်သွားလို့ရပါတယ်ဒါလည်းလက်လီလက်ကအကုန်ရပါတယ်လက်ကားစီးသိချင်တော့လာရောက်မေးမြန်းနိုင်ပါတယ်၅ခုထက်ဆိုရင်လက်ကားစီးရပါမယ်ခင်ဗျာ